တို့ရေဓာတ်ကြိုးရီလို့ရှုပ်ခန့်နေကျိုးဆွဲမှာဖန်နီကိုကင်ပြလို့ပြောနေရ9កောက်ရှိအေးအဲ့ဓာတ်ကြိုးရီလို့ရှုပ်ခန့်နေလို့ကိုမကင်ကျင်တာခြားနိုင်ငံဓာတ်ကြိုးဆိုလို့ရှိရင်တော့ကင်ကျင်ပါတယ်ကိုမြန်မာနိုင်ငံဓာတ်ကြိုးဆိုလို့ရှိရင်တော့မကင်ကျင်ဘူးဘာလို့ဆိုကလားကားလို့ပဲရှုပ်ထွေးလို့ကျေးဇူးဒါပေမဲ့လည်းကို follower လေးတွေကတောင်းဆိုနေရဖြစ်တဲ့အတွက်ကြောင့်မို့နင်တို့ပြောတဲ့ဓာတ်ကြိုးမယူကင်ပြလိုက်ပြီးကျေးဇူးလူမြင်ကျွေးစင်းသွားအောင် flatter လေးနဲ့စော့ရင်ကောင်းမလားတော်ပါပြီအေးဒီဝယုံတော်တဲ့ကျိုးမမပဲကင်ပြလိုက်တော့မယ်အမေဝယုံတော်တဲ့ကျိုးမမဆိုပြီးတော့အထင်မသေးနဲ့နော် तू ကဝယုံတော်ထဲမှာ3နှစ်တီတီကျိုးဆွဲကြင့်ကြံနေတာအခုလိုဝယုံတော်လာပြညကြီးမှာကျိုးမမတို့ကတယောက်တည်းအထီးကျန်လို့ဆိုပြီးတော့တဲ့ကိုအစင်လေးတွေနဲ့ဒိုးချသွားတာနေပါဦးငါအစင်လို့ပြောတာစင်တာတယောက်မှမပါတယ်လို့ပဲအော်ငါဘေးကတယောက်ကတော့နည်းနည်းတော့စင်ရှားပါတယ်ဆိုပါဦးသူနဲ့ပဲနှစ်ပါးသွားလိုက်တော့မယ်ကျေးဇူးငါဒီမှာဖန်နီးကင်ရင်ဘာလို့ဟိုက်ပါမကင်လဲလာမမေးနဲ့ဟိုက်ပါမကင်ကျင်ဘာစားတာပြင်းလို့ကျေးဇူးသူ့ကူလဲကူညာတဲ့ငါ့ကိုအတင်းနေနောက်ဆုတ်ခိုင်းတယ်မစားပါဘူးဟဲ့ငါဖန်နီးကင်လို့ရှင်းတယ်ကျိုးတစ်ခါဆွဲဖို့10မိနစ်လောက်စောင့်ရတယ်ဘာလို့ဆိုချိန်နေရလို့ကျေးဇူးအေးဟိုမှာမေးရသွေးသေးသေးလေးနဲ့လာခဲ့ကောက်စားလို့မအဲလေဒါဖီးစတိုင်နော်ဘာမှဝေ့ရမ်းမသွားဘူးအေးအောင်ကြီးကာကူဝါလေးလာခဲ့ငါတို့ကအလဲလိမ့်ဆိုကျိုးဆွဲရတာကျွမ်းကျင်ပြီးသားအေးအောင်ကြီးဘာအကွက်ကြီးလဲလို့နောက်ပြန်ကြီးဟာရန်သမန်းနေရှောက်ဆွဲသွားတာလို့ထင်ကြီးမြင်လဲငါရှောက်ဆွဲပြီးတော့လေးကျိုးထွက်သွားတာအေးအောင်ကြီးလွန်မယ်နော်မင်းတို့ကောင်းနေရတယ်ဟာကွာငါတကောင်းလေးတက်ပြီးတာကိုအုပ်စုလိုက်ကြီးကိုစင်းလာကြတာကျေးဇူးကင်ခိုင်းလို့ကင်ပြတာနော်ကျိုးကတော့မဆွဲတတ်ဘူးကောက်စားလုပ်ချင်လို့ပဲယူလာတဲ့အောက်ကစပဲကိုပဲကြည့်လိုက်လာမင်းလဲငါလက်ချက်နဲ့တော့ကေလိုက်တော့အမစိတ်တော့မကောင်းငါတို့ကကျိုးဆွဲတဲ့နေရာမှာဆရာကြီးတကြိုးမှကိုမထွက်တာကျေးဇူးဒီတို့ငါတခုပြောပြမယ်ဖန်နီတို့လင်းတို့ကင်လို့ရှိရင်နောက်ဆုံးမှာဗတဲကိုနောက်ဆုံးမှာဝင်ပြီးကောက်စားလုပ်ရတယ်ကျေးဇူးဝင်ပြီးတော့ကိုကေးရမရပြန်ထွက်လာတယ်သူတို့ကသူနောက်ကလူတွေဖြစ်ချင်တာဖြစ်ကျေးဇူးအေးအောင်ကြီးလက်လွန်ကျက်သွန်ပကိုးကိုရောက်သွားပြီဟာငါလှုပ်ချင်တာကကူရာကိုရော့အမအေးငါပါတခါရဲရှော့မတက်နိုင်ဘူးတခုလို့ချင်တော့တခုကိုပေးဆက်ရတာပဲကျေးဇူးဒီတို့ငါတကွက်ပြမယ်လေဘော်တင်တက်သွားတဲ့အကွက်အော်အရေးထဲမှာကျိုးကမမိဘူးကျေးဇူးလာခဲ့ကျိုးမမတို့လာပြီရော့အမကျိုးမမတို့ကအဲ့လိုရှယ်ချမ်းတာနော်ဘာတွေလောက်သွားမှန်းကိုမသိအမေကာကူရာမလေးကပြေးရတယ်မင်းပြေးလို့မှရော့ရှယ်ပုတ်ပေးလိုက်တာအမဒီလိုကြားထဲရောက်သွားရင်ဖန်နီတို့ရဲ့အကြိုက်ပဲဒီလိုကြောက်သုံးနေကြားထဲရောက်သွားတော့ဖန်နီတို့က share ပုတ်ပေးမှာကဲကျိုးမမရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲကန်စချင်တဲ့ heal လေးတွေကိုဒီဗီဒီယိုကောင်မှမန်ခဲ့ပြီပါအပြောများသော heal လေးတွေကိုရွေးပြီးတော့ကိုင်းမှဖြစ်တဲ့ကြောင့်မလို့ကျွန်တော် TikTok ကလည်း follow ထားပြီပါကျွန်တော်တော့စာပါဒီခါပါ